ကိုမလို့ခြင်းတော့ကိုမနှစ်သက်တော့ကိုမမြင်ခြင်းတော့ကိုမကြားခြင်းတော့ကိုမသုံးဆောင်ခြင်းတော့အရာတွေနဲ့မြင်ရကြားရထိတွေ့ရတဲ့အခါမှာအစိုးတုံ့ပြန်နေနဲ့တုံ့ပြန်ကြတယ်မေတ္တာပွားခြင်းတို့ကရုဏာထားလို့တနာပေးခြင်းကိုချင်းစာခြင်းတို့ပျောက်ဆုံးနေတဲ့အခါမှာထိတဲ့အာယုံမှန်သမျှအပေါ်မှာအစိုးသဘောနဲ့တုံ့ပြန်တယ်အစိုးသဘောနဲ့သုံးသပ်တယ်အစိုးသဘောနဲ့ရှုမြင်တယ်ဒီအခါမှာစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းရန်ညှိုးထားခြင်းဆိုတဲ့တရားတွေပေါ်ပေါက်လာတယ်တင့်စွာနှလုံးမသွင်းနိုင်တဲ့အခါအရာရာကိုရန်တွေလို့ပဲမြင်တယ်ဆန့်ကျင်ဘက်တွေလို့ပဲမြင်တယ်ကိုယ့်အရှိမှာသူတော်ကောင်းတရားနဲ့ပျော်မွေ့နေတဲ့ပုဂ္ဂိုလ်ကိုယ်တော်မှာမတော်မတရားပြစ်မှားလို့တဲ့သဘောနဲ့ကြည်တတ်တယ်သုံးသပ်တတ်တယ်တကယ်သူတော်ကောင်းတရားအနှစ်တွေကိုလည်းပဲအနှစ်မဟုတ်ဘူးလို့မြင်တတ်တယ်အနှစ်ရှိတဲ့တရားတွေကိုအနှစ်မရှိဘူးလို့မြင်ပြီးတော့အနှစ်မရှိတဲ့တရားတွေကိုတော့အနှစ်ရှိတယ်လို့ထင်နေတဲ့အခါမှာအကုသိုလ်တရားတွေနိုးထလာဖို့အခွင့်အလမ်းတွေများသွားတယ်ဒီတော့ပြင်ပအာယုံတွေနဲ့ထိတွေ့တဲ့အချိန်မှာကိုယ်သဘောနဲ့မတိုက်ဆိုင်ရင်စိတ်ဆိုးတယ်စိတ်ဆိုးခြင်းဆိုတဲ့အမျက်ထွက်ခြင်းဒေါသကြောင့်ကောင်းကျိုးမကောင်းကျိုးနားမလဲတော့ပဲနဲ့အဝိဇ္ဇာဖုံးလွှမ်းအတ္တဖုံးလွှမ်းတဲ့အတွက်ကြောင့်ငါတကောကိုပြီးတော့ပြောမယ်သိုးသွမ်းစွာတုံ့ပြန်မယ်သိုးသွမ်းသောစကားများပြောထွက်မယ်ရုပ်သောစိတ်ထားများဖြစ်လာလိမ့်မယ်ဒီတော့ကိုယ့်ရဲ့ကံတရားတွေကမစင်ကြယ်တော့ဘူးမစင်ကြယ်တဲ့ကံတရားညစ်သေးတဲ့ကံတရားတွေဖြစ်လာစေတာကတော့စိတ်ဆိုးခြင်းဒေါသထွက်ခြင်းပဲလူလိမ္မာအမျက်အပြင်မထွက်ဆိုတဲ့စကားအတိုင်းပဲပြင်ပအာယုံကကိုယ့်အပေါ်မှာထိခိုက်လာတဲ့အာယုံဖြစ်တဲ့အတွက်ကြောင့်အတွင်းမှာတော့စိတ်ဆိုးသွားမှာပဲနာကျင်သွားမှာပဲဒါပေမဲ့ရန်ငြိမ်းစေခြင်းကတော့၎င်းပြဿနာပြေလည်သွားစေခြင်းကတော့၎င်းအခက်အခဲမရှိဘဲနဲ့အစဉ်ပြေစွာကြော်ဖြတ်နိုင်စေရန်အလို့ငါတော့၎င်းအမျက်ဒေါသထိန်းနိုင်ရတယ်ပြောစရာစကားကတော့ဒီစကားပဲဒါကိုပညာရှိဆန်ဆန်တည်ကြည်စွာပြောခြင်းချက်ကြလက်ကြပြောခြင်းနဲ့စိတ်အလိုဆန္ဒအလျောက်ဒေါသအလျောက်ရှူရှူရှားရှားတုံ့ပြန်ခြင်းကွာဟာတုံ့ပြန်ဖြည့်ရှင်းလိုက်တဲ့ဖြည့်ရှင်းနည်းကစိတ်ဆိုးပြီးတော့တုံ့ပြန်လိုက်တဲ့အခါမှာရလကပို့ပြီးတော့ပြင်းထန်သွားတယ်မပြိုကွဲတဲ့သောအရာများပြိုကွဲသွားတယ်မဆုံးရှုံးတဲ့သောအရာများကိုဆုံးရှုံးသွားတတ်တယ်ဒေါသအလျောက်ပြောလိုက်မိတဲ့စကားတစ်လုံးကြောင့်ဂုဏ်သိက္ခာတွေကျဆင်းသွားတတ်တယ်အိန္ဒြေပြက်ပြားသွားတတ်တယ်ကိုယ့်ကိုတစ်ဖက်သူကအထင်သေးသွားတတ်တယ်ဒေါသဆိုတာရှိနေသေးတော့လဲအဲ့ဒီဒေါသကိုလူလိမ္မာအမျက်အပြင်မထွက်ထိန်းထားနိုင်တဲ့သူကြောင်လက်သက်ဖွက်သလိုမျိုးဖွက်ထားနိုင်တဲ့သူတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဟန်ဆောင်ကောင်းသူပေါ့ဟန်ဆောင်ကောင်းတယ်ဆိုတာလေလိန်ညာပြီးတော့ဟန်ဆောင်တာကိုပြောတာမဟုတ်ဘူးဒေါသထွက်ချင်ပေမဲ့လို့ဒေါသမရှိသလိုမျိုးနေတတ်တယ်ပြောတတ်တယ်ဖြေရှင်းတတ်တယ်အဲ့ဒီလိုလူမျိုးတွေအတွက်ပြဿနာတွေမြန်မြန်ပြေလည်တာကိုတွေ့ရတယ်အန္တရာယ်ကြမယ်ဆိုရင်တော့အန္တရာယ်ကလွတ်သွားနိုင်တာတွေကိုတွေ့ရတယ်တနည်းအားဖြင့်တော့ဒေါသထွက်မဲ့အစားမေတ္တာပွားပေးလိုက်ခြင်းအားဖြင့်နှုတ်ထွက်စကားများရောညံ့နာအမှုရာတွေကိုတိမ်မွေ့သွားတယ်တည်ကြည်သွားတယ်ဒေါသအလျောက်ဆိုရင်သူရိုးကြီးတယောက်လိုဖြစ်သွားတယ်ရှိနေတဲ့ဂုဏ်သိက္ခာတွေတောင်အမျက်ဒေါသအလျောက်ပြောလိုက်တဲ့စကားကြောင့်တစ်ဖက်သူရဲ့အထင်သေးခြင်းကိုခံလိုက်ရတတ်တယ်အဲဒီလိုသူတစ်ပါးအမြင်မှာလူဆိုးလူသွမ်းအနေအထားရောက်သွားရပြီဆိုရင်သူများမေတ္တာကိုဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်ကိုမလုံခြုံတော့ဒါကြောင့်စိတ်ဆိုးလို့ဆိုပြီးတော့တုံ့ပြန်လိုက်တာမျိုးစိတ်ဆိုးလို့ဆိုပြီးတော့ပြုမှုလိုက်တာမျိုးတွေကိုဆင်ခြင်ပါအမားတွေများတတ်တယ်အန္တရာယ်ကြရောက်သွားတတ်တယ်အခွင့်အရေးတွေဆုံးရှုံးသွားတတ်တယ်ဘယ်တော့ပဲမဆိုဒေါသထွက်ခြင်းတိုင်းဒီဒေါသတွေ
ငါကိုတော်၎င်းသူတစ်ပါးကိုတော်၎င်းဆိုးကျိုးပေးတော့မယ်လို့အရင်ဆင်ခြင်လိုက်ပါထိမ့်သွားပါလိမ့်မယ်ကောင်းကျိုးမပေးဘူးဒေါသဆိုတာဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ဒေါသအစမေတ္တာတရားရင်မှာကိမ့်ပြီးတော့အန္တရာယ်ကင်းဘေးရှင်းကြကအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ